Hello အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့ MCR Craft ပဲဖြစ်ပါတယ်ကျွန်တော်ဒီနေ့မှာတော့ဟာကောဆော့ပြတော့မှာဖြစ်ပါတယ်ဟာကောမှာဘာတွေဖြစ်လာမလဲဘလို့တွေအခက်ခဲနေနေဆက်ရမလဲဘာတွေရခဲ့မလဲဆိုတာကျွန်တော်တို့ကြည့်ရှုလိုက်ရအောင်ခင်ဗျာဟုတ်ကဲ့ဒါဆိုရင်ဗီဒီယိုလေးကိုစလိုက်အောင်ခင်ဗျာ channel လေးကို subscribe မလုပ်ရသေးရင်လည်း subscribe လုပ်လေးနှိပ်သွားပေးကြပါဦးခင်ဗျာဟေးဝေါ်စားနဲ့ကျွန်တော်တွေ့ရမှာစမိုးပါတယ်အဲဒါဆိုတခြား player လုပ်တဲ့အတိုင်းကျွန်တော်တစ်ခုဖို့လုပ်တယ်တက်ခုတ်ပြီးတော့ credit တွေပဲတော့ wicket တို့ x တို့ကျွန်တော်လောက်ရပါပဲခင်ဗျာဖုန်းကလည်းလက်ချင်နေဗျကျွန်တော်ဒါဖုန်းနဲ့ဆော့တာပါတက်ခုတ်တယ်တက်ခုတ်ပြီးကျွန်တော် credit တွေပဲလောက်ဖို့လုပ်တယ်အမှကျွန်တော်တိုးတစ်ကောင်တွေ့ရဗျနေအောင်တိုးလေးညကနောက်မှတွေ့မယ်ဒီဆုံး credit တွေပဲသုံးမယ်အဲ့ဒါကြောင့်တက်တာပြောင်းမယ်ရပြီ credit တွေပဲ credit တွေရပြီကျွန်တော်ဒီဆုံးတိုးတော့ဓာတ်လုပ်တော့တယ်ဗျဓာတ်လုပ်မယ်ဆိုရင်မသားနောက်မှမိုင်းတွေပါတူမယ်အခုတစ်ပင်နဲ့ခုတ်ရအောင်မယ်ဆိုတော့ပစိတ်လုပ်တယ် x ဟုတ်တယ်နော်တန်ထွက်တွေမှားရင်ခွတ်လို့ပြကျွန်တော်ကအဲ့လောက်ထိအင်္ဂလိပ်စာပြရမဟုတ်မတိုးလေးငါလာပြီနော်ဘယ်မှာပုံးနေတာလဲဟာခုနကငါပဲတွေ့ရပါတိုးဘယ်နဲ့ရွာလဲမဟုတ်သေးပါဘူးဒုက္ခပဲတိုးလေးရဲ့ငါလာပြီနော်အဲ့တိုးမတွေ့ဘူးနော်ဟိုမှာနွားတောင်ပဲတွေ့အဲ့တော့အသားလေးပါလေးရအောင်နွားကိုရိုက်တယ်ရို့တိုးကိုကျွန်တော်လုံးဝမတွေ့ဘူးဗျအဲ့တော့တိုးဘဲမှနေမလဲမသိဘူးမမိုင်းတော့တွေ့တယ်နောက်မှလာစင်းမယ်ကဲတွေ့ပြီရတိုးကဲမင်းကလိုက်ရှာနေရတာကွနောက်ဆုံးတော့ရပြီနောက်ထပ်တိုးနှစ်ကောင်တက်ရအောင်မယ်ကဲဟိုတိုးမှုတွေတော့အသားလေးရအောင်နွားတော့တအားများတယ်ရခုလည်းနွားတော့အောင်တွေ့တယ်ရို့ရပြီနွားသားမကျွန်တော်တိုးရလိုက်ချရအောင်မယ်ဗျတိုးရလိုက်မချခဲ့ဒီမှာတစ်ခုတ်ပြီးသားပေါ့နော်တဘွားဘေးကနေမပြတ်စီအောင်ဒါလေးပဲလိုက်ပြူသွားတော့မယ်ဟုတ်ပါဘူးခုတ်သွားတော့မယ်လို့ပြောတာပါ sorry ခုတ်တယ်ကြရပြီဒီမှာတိရလေးပြန်ပြီးတော့ကျဲပေးခဲ့တယ်ပေါ့လေကျွန်တော်တော့လည်းအဲ့ဒါရမလို့ဘူးဗျကျွန်တော်လိုက်ချရအောင်မယ်တိုးရမတွေ့ဘူးဒါပေမဲ့နွားတွေတော့တွေ့ရဗျနှစ်ကောင်တော့မှတင်တာမှာဒီမှာကောင်းပါလေနောက်ဆိုအစားအစာတွေကမရှားရတော့ပေါ့ဗျရို့တဲ့ဟမှာတိတ်ပြီးတော့အားမပါချပါဘူးကျွန်တော်ကဆိုတော့တိုးတွေရှားရအောင်မယ်ဒါပေမဲ့တိုးရလုံးဝမတွေ့နိုင်တာဒီလူတိုင်းဆိုရင်ညပဲရောက်သွားမယ်တိုးကတွေ့မှာမဟုတ်ဘူးဖမ်းမနေရလိုက်မှာမဟုတ်မှာတွေ့ရနွားလေးကိုချလိုက်တယ်တိုးကိုကျွန်တော်လုံးဝမတွေ့ဘူးဗျအဲ့တော့တိုးဘဲမှနေမလဲမသိဘူးမမိုင်းတော့တွေ့တယ်နောက်မှလာစင်းမယ်ကဲတွေ့ပြီရတိုးကဲမင်းကလိုက်ရှာနေရတာကွနောက်ဆုံးတော့ရပြီနောက်ထပ်တိုးနှစ်ကောင်တက်ရအောင်မယ်ကဲဟိုတိုးမှုတွေတော့အသားလေးရအောင်နွားတော့တအားများတယ်ရခုလည်းနွားတော့အောင်တွေ့တယ်ရို့ရပြီနွားသားမကျွန်တော်တိုးရလိုက်ချရအောင်မယ်ဗျတိုးရလိုက်မချခဲ့ဒီမှာတစ်ခုတ်ပြီးသားပေါ့နော်တဘွားဘေးကနေမပြတ်စီအောင်ဒါလေးပဲလိုက်ပြူသွားတော့မယ်ဟုတ်ပါဘူးခုတ်သွားတော့မယ်လို့ပြောတာပါ sorry ခုတ်တယ်ကြရပြီဒီမှာတိရလေးပြန်ပြီးတော့ကျဲပေးခဲ့တယ်ပေါ့လေကျွန်တော်တော့လည်းအဲ့ဒါရမလို့ဘူးဗျကျွန်တော်လိုက်ချရအောင်မယ်တိုးရမတွေ့ဘူးဒါပေမဲ့နွားတွေတော့တွေ့ရဗျနှစ်ကောင်တော့မှဒီနားမှာဒီမှာကောင်းပါလေနောက်ဆိုအစားအစာတွေကမရှားရတော့ပေါ့ဗျရို့တဲ့ဟမှာ
သိပြီးတော့အားမပါချပါဘူးကျွန်တော်ကဆိုတော့တိုးရချရဝင်မယ်ဒါပေမဲ့တိုးရလုံးဝမတွေ့နိုင်တာဒီလူတိုင်းဆိုရင်ညပဲရောက်သွားမယ်တိုးကတွေ့မှာမဟုတ်ဘူးဘာမှလည်းရလိုက်မှာမဟုတ်မှာတွေ့ရနွားလေးကိုတက်လိုက်တယ်တိုးကိုကျွန်တော်လုံးဝမတွေ့ဘူးဗျအဲ့တော့တိုးဘဲမှနေမလဲမသိဘူးဒီမှာမိုင်းလေးတော့တွေ့တယ်နောက်မှလာစင်းမယ်ကဲတွေ့ပြီဗျတိုးကဲမင်းကလိုက်ရှာနေရတာကွနောက်ဆုံးတော့ရပြီနောက်ထပ်တိုးနှစ်ကောင်တက်ရအောင်မယ်ကဲဟိုတိုးမှုတွေတို့အသားလေးရအောင်နွားတော့တအားများတယ်ဗျခုလည်းနွားတော့အောင်တွေ့ပြန်ရို့ရပြီနွားသားမကျွန်တော်တိုးရလိုက်ချရအောင်မယ်ဗျတိုးရလိုက်မချခဲ့ဒီမှာတစ်ခုတ်ပြီးသားပေါ့နော်တဘွားဘေးကနေမပြတ်စီအောင်ဒါလေးပဲလိုက်ပြူသွားတော့မယ်ဟုတ်ပါဘူးခုတ်သွားတော့မယ်လို့ပြောတာပါ sorry ခုတ်တယ်ရပြီဒီမှာတီးရွက်လေးပြန်ပြီးတော့ကျဲပေးခဲ့တယ်ပေါ့လေကျွန်တော်တော့လည်းအဲ့ဒါရမလို့ဘူးဗျကျွန်တော်လိုက်ချရအောင်မယ်တိုးတွေတော့မတွေ့ဘူးဒါပေမဲ့နွားတွေတော့တွေ့ရဗျနှစ်ကောင်တော့မှဒီနားမှာဒီမှာကောင်းပါလေနောက်ဆိုအစားအစာတွေကမရှာရတော့ဘူးပေါ့ဗျရို့တဲ့ဟမှာသိပြီးတော့အားမပါချပါဘူးကျွန်တော်ကဆိုတော့တိုးရချရဝင်မယ်ဒါပေမဲ့တိုးရလုံးဝမတွေ့နိုင်တာဒီလူတိုင်းဆိုရင်ညပဲရောက်သွားမယ်တိုးကတွေ့မှာမဟုတ်ဘူးဘာမှလည်းရလိုက်မှာမဟုတ်ဒီတညတော့ဒီမှာပဲကောင်းဆင်းရတော့မှထင်ပါတယ်ပြီးရတယ်ကျွန်တော်မှရှိရသားတဲ့ကောင်လုံးကိုကြိုလိုက်မယ်လို့ကျွန်တော်စိတ်ကူလိုက်တယ်အားရချက်ဖို့လုပ်တာကျွန်တော်မှခိုးရလည်းမရှိဘူးခိုးရလည်းချရအောင်မယ်ဒီလိုနဲ့ကျွန်တော်ခိုးရတွေ့တဲ့အချိန်မှာခိုးရကောင်လုံးတူလိုက်တယ်အဲ့တော့တ냐ဟာတယ်ကျွန်တော်တို့ကောင်းအသုံးချရမယ်ကျွန်တော်မှာအာမာရီလည်းမရှိသေးဘူးဆိုတော့အာမာရီလည်းလိုအပ်နေပြီဗျဒါပေမဲ့ကန်ကောင်းလာဒီမှာကျွန်တော်ဆော့နေရမှာဟဲ့ပါရှိမှာတော့ကော်ပါတွေအသုံးဝင်နေဗျအိုင်ဝွန်လာမကောင်းရင်မှာအိုင်ဝွန်ဒီပါကော်ပါတွေအသုံးဝင်နေအဲ့တော့ကျွန်တော်ကော်ပါအာမာရီလုပ်လို့ရတယ်အိုင်ဝွန်တွေမတွေ့ခင်တည်းကကျွန်တော်ကော်ပါတွေကိုအသုံးပြရမှာဖြစ်ပါတယ်โอเคကျွန်တော်ကူတဲကိုပြန်လာပြီးတော့စားစာတွေကိုကြိုးချက်ပါတော့တယ်စားလာတဲ့ကော်ပါလေးကိုလည်းကျွန်တော်ကြိုးချက်ရအောင်မယ်ဗျကျွန်တော်ကော်ပါတွေကလုံးတော့မလုံးတော့သေးဘူးအဲ့တော့ကော်ပါတွေအများကြီးလိုသေးတယ်ဒီနေ့ကျွန်တော်ကော်ပါတွေတွားသူဖို့ဆုံးဖြတ်လိုက်တယ်အာယုံလည်းရလို့ညံ့ရပါဗျာကော်ပါတွေမတူးခင်ကျွန်တော်စီးရကော်ပါလေးတွေကိုအိမ်ဆုံးကြိုးချက်လိုက်တယ်โอเคကော်ပါတွေရပြီဆိုတော့ကျွန်တော်အာမာတွေလုပ်မယ်ပေါ့နော်ဒီအိုင်လို့ရှာမယ်ဒီတင်ကြတော့ကျွန်တော်ဒီမှာပဲကုန်းဆုံးလိုက်ပါတော့ပဲခင်ဗျာโอเคမိုးလင်းသွားပြီဆိုတော့ကျွန်တော်အပေါ်ပဲပြန်တက်ခဲ့တယ်အပေါ်တက်ရချင်းကျွန်တော်ဘာတွေဖြစ်ခဲ့လဲဆိုတာကြည့်လိုက်ပါတော့ဗျာကျွန်တော်စကယ်လီတန်နဲ့တွေ့တယ်အဲ့မှာကျွန်တော်ကိုစုံမြလာပြီးကိုက်ဖို့လုပ်တာပေါ့နော်ကိုက်ခင်တွေ့ရင်ရှော်ရတယ်စကယ်လီတန်ကိုကျွန်တော်စကယ်လီတန်တော့မဖြစ်ပါနဲ့ကျွန်တော်ကလာချောင်းနေရဗျစကယ်လီတန်ကတော့တကယ်ကိုစကယ်လီတန်ပဲအဲ့ဒါကျွန်တော်လည်းတဲတော့ရင်ဆိုင်တော့ရယ်တိတ်လည်းမခုတ်လိုက်ရပါဘူးစကယ်လီတန်ကတကောင်လေးလိုထင်တာတကောင်ကပြန်တွေ့နေသေးတယ်နောက်တစ်ကောင်လည်းကျွန်တော်ရှင်းထုတ်လိုက်ပါတော့တယ်ကျွန်တော်စဉ်းစားမိတာအနာမီမှာလော့ရထားပြီးတော့ကျွန်တော်ကတတ်မှတ်ဖို့သူ့ကိုဆိုတော့ဘလော့ထားဖို့လုပ်တယ်ဘလော့စီတာကိုကျွန်တော်လွဲနေသေးရဘလော့စီတော့ကျွန်တော်အဲ့ကိုပြေးဖို့လုပ်တာဘယ်ဟုတ်မလဲစကယ်တန်နေရာရွှေ့လိုက်ပြီအဲ့ဒီတော့ကျွန်တော်လည်းမာယာတော့ရောက်ပြီပေါ့ဗျာဒီတိုင်းဗလိုင်းရင်ဆိုင်တော့ကျွန်တော်ဆုံးရင်ဆုံးမှာအဲ့တော့ကျွန်တော်အုံနောက်3ရက်တို့ရင်ဆိုင်မယ်ပေါ့သူမမြင်တော့တဲ့နေရာကိုကျွန်တော်တွားခဲ့တယ်စကယ်တာအဲ့ဒီအပေအောက်မှာပဲကျွန်တော်ရှိမှထင်ထားတာဟုတ်မယ်စကယ်တာကျွန်တော်စီကိုတဲ့လို့ကြီးလာတာဗျဘာသာတော့ပဲချိန်ပါတော့စ
ကျွန်တော်တို့နှစ်ချက်လောက်ခေါ်လိုက်တာမျိုးကိုစကေတာပြီးသွားပြီโอเคရပြီဒါဆိုရင်ကျွန်တော်စကေတာတက်နိုင်ခဲ့ပြီကျွန်တော်မြားတစ်ချောင်းလည်းရခဲ့တယ်မြားတစ်ချောင်းရခဲ့ကြကျွန်တော်တကယ်တော့ကျွန်တော်စကေတာကိုနိုင်ရတယ်ဆိုရတယ်အာမာရီတောက်မှာအာမာရီတောင်မရှိရင်ကျွန်တော်အခုချိန်ဆိုရင်သိနေတော့ပါပြီဒီနောက်မှာရှိတဲ့ကြက်တွေလည်းခုတ်တက်ခဲ့တယ်မင်းကသူ့ကိုကုလို့ကောင်းလို့လုပ်ပြီးရဗျတော်ဘာကိုလူချုံမကျွတ်တယ်ဆိုတာလည်းသိတယ်မလားအဲ့ဒါကြောင့်သူ့ကိုကျွန်တော်နဲ့ကောင်းရမှုအားရလုပ်ပေးခဲ့တာပါโอเคဒါဆိုရင်ကျွန်တော်နောက်ပြီးတော့ခရီးဆက်ဖို့လွယ်ပါပြီခင်ဗျာကျွန်တော် channel လေးကို subscribe မလုပ်ရသေးရင်လည်း subscribe လုပ်တာပြီးကြပါဦးရွာလဲရှာရအောင်မယ်ဗျအဲ့ဒီရွာရင်တစ်ဆင့် under dragon ကိုကျွန်တော်တွားတက်မှာဖြစ်ပါတယ်အဲ့ဒါကြောင့်မို့ကျွန်တော်ရွာရှာဖို့လွယ်ပါသေးတယ်အဲ့မှာကျွန်တော်အရန်တွေးချင်တဲ့ငယ်ချစ်ဦးနဲ့တွေ့ခဲ့ရဗျအဲ့ကြောင့်ငယ်ချစ်ဦးနည်းနည်းဆုံးမဖို့လုပ်တယ်တကောင်နဲ့မှုတ်ပြနှစ်ကောင်တော့မှအဲ့တော့ကျွန်တော်ကအိပ်ရလို့ရပါပြီအဲ့ဒါကြောင့်ရှိရတဲ့ကောင်လေးကအမျှမျှလုပ်ပေးခဲ့ပါတယ်ပြေးတော့ပြေးတယ်ဗျဘယ်လို့မလဲငါစီရမင်းအဲ့ဒီတိုးလေးကကျွန်တော်အရန်ကိုကြိုင်ကောင်းမှုပေးတယ်ဗျဘာလို့ဆိုကျွန်တော်ဘာတွေ့လဲကြည့်ပါတော့ကျွန်တော်လာဗာဂိုင်းတွေ့ပါတယ်ဗျအဲ့တော့ကျွန်တော်လာဗာဂိုင်းတွေ့တော့လာဗာယူမယ်ဗျဒါဆိုရင်လာဗာရှာစားမလို့ဘူးနေတာထဲကိုတောင်းဖို့လဲလွယ်ကူတော့ပါပြီခင်ဗျာဒါပေမဲ့ခက်တာကျွန်တော်မှာအိုင်ယုံနေမရှိသေးဘူးဗျအိုင်ယုံနေရှာရအောင်မယ်အဲ့တော့ကျွန်တော်လာဗာကန်နားမှာအခြေချဖို့စဉ်းစားလိုက်ပါတယ်အခြေချတယ်ဆိုတော့လည်းယာယီပါခင်ဗျကျွန်တော် village ရွာရှာရပါဦးမယ်အဘာတွေမရမချင်းတော့ကျွန်တော်ဒီနားမှာပဲအခြေချရအောင်မယ်ခင်ဗျဒီနောက်ပိုင်းကတော့ကျွန်တော်စကားမပြောတော့ပဲတေချာလေးပြသွားတော့မယ်ခင်ဗျအဲ့တော့ကြည့်ရှုပေးကြပါဦးခင်ဗျာ let's go အဲ့ဒီမှာကျွန်တော်နေလို့ကောင်းတဲ့နေရာတစ်ခုတွေ့ခဲ့တယ်ဗျကျွန်တော်အစကတော့ရေကန်ကြီးတကန်လို့ပဲကျွန်တော်ထင်ထားခဲ့တာအဲ့ဒီရေကန်ထဲမှာအိုင်ယုံတွေများရှိမလားဆိုပြီးကျွန်တော်ထဲထိသွားပြီးကြည့်ကြည့်တယ်ကူးနေနဲ့ကျွန်တော်ရေဘူးပေါင်းနေကုန်မှာဆိုလို့ကျွန်တော်ပြန်ပြီးတော့ပေါ်တက်ခဲ့တယ်တော့ကျွန်တော်အဲ့ဒီမှာဂူဖောက်ပြီးနေဖို့တဲ့အိုင်ဒီယာရခဲ့တယ်ဗောနော်အဲကျွန်တော်စိတ်ကူးရှိတဲ့အတိုင်းဂူဖောက်ပြီးနေဖို့တဲ့စဉ်းစားကြည့်လိုက်ပါတယ်ခင်ဗျာဂူဖောက်လို့ပြီးပြီဆိုတော့ကျွန်တော်ဒီမှာထဲမဲ့ပစ္စည်းတွေကိုတွားယူပါတော့တယ်အဲ့ဒီမှာကျွန်တော်ခုတ်ထားတဲ့အပေးကနေပန်းတီးတစ်လုံးကျနေတယ်အဲ့တော့ပန်းတီးတစ်လုံးကိုကျွန်တော်ယူလိုက်တယ်ပြီးတော့ကျွန်တော်ခွေးတန်ကြားလိုက်ကြဘယ်ရလဲမသိဘူးခွေးလေးတစ်ကောင်နဲ့လိုတယ်ဗျတကယ်တမ်းပြောရမယ်ဆိုရင်အဲ့တော့ကျွန်တော်ခွေးလေးရှာဖို့တော့တယ်ဒီဖက်မှာတော့မဟုတ်တော့ဘူးထင်တယ်ဟိုဖက်မှာထင်တယ်အော်မတွေ့ခွေးလေးလောခွေးလေးခဏဆောင်တော့ကိုကြီးမင်းကိုအယိုးကျွေးမယ်စင်းနေဆိုတော့သူပြေးနေတော့တည်းစင်းလောက်ထားရမယ်ကျွန်တော်မှာအယိုးကတစ်ချောင်းပဲရှိရဆိုတော့မရတော့ဘူးโอเคရပြီခဏလေးနော်ကန်ကောင်းမလားကန်ဆိုးမလားဆိုတော့စမ်းကြည့်ရအောင်မယ်မရလိုက်ပါဘူးဗျာဘုံတစ်ချောင်းဆိုတော့အစီမပြေဘူးလေနော်အဲ့တော့ကျွန်တော်ညရောက်ပြီဆိုတော့အိတ်ဖို့လုပ်တယ်အေးရအောင်ဂူထဲတက်သွားပြီးအေးဂူထဲမှာပဲကျွန်တော်အိတ်ဖို့ဆုံးဖြတ်လိုက်တယ်ဒီမှာဆိုအန်တီရဲ့အနေနဲ့များရဗျ
အိတ်ဖို့လို့မယ်အိတ်လို့ကမရသေးဘူးအဲကျွန်တော်လှုပ်ရှားရှိရလေးလှုပ်လိုက်တယ်ဒီတော့ဆိုတော့မိုးချိုးလောက်ပါပြီအဲကျွန်တော်အိတ်လို့ရလောက်ပြီးတော့ထင်တယ်ဒီလူနဲ့ကျွန်တော် day 3ကိုရောက်ပါပြီခင်ဗျာ day 3ရဲ့မနက်ခင်းမှာတော့ကျွန်တော်ဘာလုပ်မလဲဆိုရင်မိုင်းသွားတူးမှပဲဖြစ်ပါတယ်ခင်ဗျာမိုင်းသွားမတူးခင်ကျွန်တော်ရဲ့ရှိရဲ့အစားအစာလေးကိုရင်ကြိုချက်ရအောင်မယ်ဗျကျွန်တော်ရဲ့တက်သားသားလေးနဲ့ကမလုံးချုံတာကြောက်ကျွန်တော်ကော်ပါသားလေးလုပ်လိုက်တယ်ခင်ဗျကော်ပါသားဆိုရင်တော့ခံတော့ခံတယ်ကော်ပါသားလေးလုပ်ပြီးပါပြီဆိုတော့ကျွန်တော်အစားအစာတွေကိုကြိုချက်ဖို့လုပ်ပါတော့တယ်အစားအစာတွေကြိုချက်လို့ရပြီဆိုရင်ကျွန်တော်မိုင်းသွားတူးလို့ရလောက်ပြီထင်တယ်ဗျအသားတွေလည်းကြက်ပြီဆိုတော့ကျွန်တော်မိုင်းသွားတူးဖို့လုပ်ခဲ့တယ်ကျွန်တော်ဂူရှာရအောင်ပဲဗျအဲ့တော့ဂူရှာဖို့သွားတယ်ဒါတော့ကျွန်တော်အိယာမေးခဲ့တော့အိယာတစ်ခါပြန်ယူရသေးတယ်အလင်းရလိုနေပါတယ်ဆိုမှအိယာမေးခဲ့တည်းရဲ့မှာဂူထဲမှာမိုးချုပ်ပိုင်းလေဂူထဲမှာအိတ်လို့ရအောင်ပို့တော့ဒါပြီဒါဆိုရင်တော့ကျွန်တော်မိုင်းသွားတူးလို့ရပါပြီခင်ဗျာသိမကြတဲ့အချိန်မှာကျွန်တော်ဂူလိုမျိုးဟာထိုးတော့တွေးခဲ့တယ်ဗျဒါပေမဲ့အဲ့ဒါဂူတော့မဟုတ်ဘူးဗျဂူတော့မဟုတ်တာကိုသိကြတယ်ကော်ပါလေးတွေတွေ့ရကျွန်တော်ကော်ပါလေးတွေကိုတူးဖို့လုပ်လိုက်တယ်ကော်ပါလေးတူးပြီးသွားပြီဆိုတော့ကျွန်တော်အိုင်ယွန်လေးပါလေးများတွေးလို့တင်များဂူထဲကိုဝင်သွားလိုက်တယ်ဂူထဲကိုလာပြောတာဂူကတိတ်မနှက်ဘူးဗျအဲ့မှာကျွန်တော်ခိုးတွေပဲတွေ့တော့ခိုးတွေပဲတူးခဲ့လိုက်တယ်ကျွန်တော်ကအိုင်ယွန်တွေလိုချင်တာဆိုတော့အိုင်ယွန်တွေရအောင်တခြားဂူတစ်ခုကိုသွားတူးဖို့လုပ်ခဲ့တယ်အတော်ဝေးဝေးကိုသွားရတော့ကျွန်တော်ဂူတစ်ခုတွေ့တယ်ဗျဒီထဲမှာတော့အိုင်ယွန်တွေရှိဘူးကတည်ကြတယ်ဂူကမျက်လည်နဲ့တယ်ဆိုတော့လေကျွန်တော်ရေစီးကြောင်းအတိုင်းဂူထဲကိုဆင်းသွားကြည့်လိုက်တယ်အဲ့မှာအောက်ကိုရောက်ချေကျွန်တော်အိုင်ယွန်တွေစတွေ့တော့တယ်ဗျတွေ့ရင်းများအိုင်ယွန်တွေအကုန်လုံးကိုကျွန်တော်တူးလိုက်တယ်ကျွန်တော်နောက်ထပ်ဂူထဲကိုဝင်ဖို့လုပ်တော့အဲ့မှာဂူရှိမှာစကေတာစောက်နေတော့ကျွန်တော်လည်းမဝင်ခဲ့တော့ဘူးဒါတော့တူပြလိုက်တာကျွန်တော်ကိုထိသွားသေးရဲ့ဗျကျွန်တော်လည်းစကရင်တန်လက်ကလွတ်အောင်လို့ဒီနောက်မှာရှိရဲ့ဂူလေးကိုအမြန်ဝင်လိုက်တယ်အဲ့ဒီမှာလည်းဂူတစ်ခုရှိနေတော့ကျွန်တော်အဲ့ဒီအပေါ်ကိုပဲသွားကြည့်ဖို့ဆုံးဖြတ်လိုက်တယ်အပေါ်ရောက်တော့အရင်ဆုံးကော်ပါးကြီးတွေ့တယ်ကော်ပါးရဲ့ဘေးမှာကျတော့အာယုံအနှမ်းငယ်ကိုကျွန်တော်တွေ့ရဗျအဲ့တော့အာယုံရှိသမျှကိုကျွန်တော်တူးခဲ့လိုက်တယ်အာယုံတွေတူးပြီးတော့ကျွန်တော်နောက်ထပ်အပေါ်ကိုတက်ဖို့လုပ်ခလိုက်တယ်ဗျအပေါ်မှာလည်းစီးရှိနေတယ်ဆိုပြီးတော့ကျွန်တော်အဲ့ဒီစိတ်နဲ့တွားလိုက်တာပေါ့နော်အပေါ်ရောက်တော့ဘာမှမရှိဘူးဗျအဲ့တော့ကျွန်တော်အိမ်မဲပြန်ဖို့ဆုံးဖြတ်လိုက်တယ်အာယုံတွေကလည်းဝါတာပစ်ကတ်လုံးလို့ရအောင်ထီတော့အလုံးလောက်ရှိပြီဆိုတော့ကျွန်တော်အိမ်ပဲပြန်ဖို့စဉ်းစားလိုက်တယ်ပြီးရင်ကျွန်တော်ရွာချရအောင်မှာဆိုတော့ဒါတော့ကျွန်တော်ဘာဖြစ်သွားလဲကြည့်လိုက်အောင်ဗျအဲ့ဟာကိုကျွန်တော်ခုံမို့စဉ်းစားလိုက်တာဒါပေမဲ့ခုံလို့မရလိုက်ဘူးဖြစ်သွားတယ်ကျွန်တော်အချိန်လေးအများကြီးဘူးမှကျွန်တော်အောက်ကိုပြန်ချကဲငါလို့ကျွန်တော်မသေးလိုက်တာတွေးရတော့အများကြီးရောပါတယ်အဲ့နဲ့ကျွန်တော်လည်းဘလော့ဖြတ်ပြီးတော့ပဲသွားဖို့ဆုံးဖြတ်လိုက်တယ်
နားမှာရှိရဲ့နွားလေးကိုလည်းအနှိမ့်စားရအောင်ပို့ပေးခဲ့တဲ့ဗျအဲ့တော့ကျွန်တော်အိမ်ပြန်ဖို့လုပ်ပါပြီအရှင်စတက်ပါတော့တော်တော်လေးကိုကြည့်ကောင်းတယ်ဗျ Minecraft က Okay ဥဆိုရင်ကျွန်တော် iron 16ခုရခဲ့ပြီပေါ့နော်ဒီ iron 16ခုနဲ့ water bucket လုပ်ပြီးတော့ lava လေးယူမယ်ပြီးရင် lava fan လုပ်မယ်ပေါ့နော် lava fan ကတော့ရွာမှာပဲလုပ်တော့မယ်ဒီလိုနဲ့ကျွန်တော် day 3 ညကိုလည်းလမ်းမှာပဲကုန်ဆုံးလိုက်တယ်ဒါဆိုရင်တော့ day 4 ရောက်ပြီပေါ့နော် Okay အသွားနေနေကျွန်တော်ဂူနောက်တစ်ခုလည်းတွေ့သေးရဲ့ဗျအဲ့ဒီဂူမှာလည်း iron လေးတွေရှိရယ်အဲ့တော့ iron တွေတူကိုကျွန်တော်အောက်ကိုဆင်းသွားလိုက်တယ်iron က4 တုံးဗျတော့ရှိရ iron 4 တုံးလေးကိုလည်းကျွန်တော်တူးလိုက်တယ်ကျွန်တော်ရဲ့ပစ်ခတ်ကလည်းဂုံတော့မှာဆိုတော့ကျွန်တော်ဂူထဲဝင်ဖို့ဆုံးဖြတ်လိုက်ရင်ပဲအဲ့မှာ creeper ကြီးရှိနေရတယ်ကျွန်တော်ဂူထဲကိုဝင်ခဲ့လိုက်တော့ဗျကျွန်တော်အိမ်ပြန်ဖို့လဲဖို့ပဲရွေးချယ်လိုက်တယ်အချိန်အတော်တန်ကြာသွားပြီးတော့ကျွန်တော်ရဲ့နေရာကိုပြန်ရောက်ခဲ့တယ်နေရာကိုပြန်ရောက်ချင်းကျွန်တော်ကအိုင်ယွန်းတွေကိုသွားကြိုဖို့လုပ်ခဲ့တယ်ပေါ့နော်ရှိရဲ့အိုင်ယွန်းလေးတွေကိုရလာတဲ့ခိုးလေးတွေနဲ့ချိုးမယ်အိုင်ယွန်းက23 တုံးရခဲ့တာဗျအိုင်ယွန်းတွေချိုးနေတဲ့အချိန်မှာကျွန်တော်ကကြတော့ကျွန်တော်ခွေးလေးနဲ့စကားသွားပြောဖို့လုပ်တယ်ခွေးလေးကတအားကိုတနာစရာကောင်းနေရဗျသူ့ကိုလည်းကျွန်တော်မကြည့်ရတော့ဘူးကျွန်တော်ဒီတိုင်းပဲသူ့ကိုလှုပ်ပေးဖို့ဆုံးဖြတ်လိုက်တယ်နာတီနဲ့နှလုံးသားတို့လွန်ဆွဲဝဲကြီးကကြည်မာလို့ရှင်ထိုးလာရဲ့လေးကိုလည်းလှုပ်ပြီးဆိုတော့ကျွန်တော်ကတအားကိုမှဝမ်းနေသွားတယ်ဗောနော်ကျွန်တော်နားမပြောတဲ့သူတယောက်ကိုကျွန်တော်ဆွဲလဲမထားချင်တော့ဘူးဗျအခုကြည့်နေတဲ့သူက FA ဆိုရင်တော့ဒီလိုခါစားချက်ကိုနားလည်မယ်လို့ထင်ပါတယ်ခင်ဗျဒီလိုနဲ့ကျွန်တော်ခြေဦးတဲ့ရသွားရင်းနဲ့ဒီကရင်တကယ်နားကိုရောက်ခဲ့ရဗျအဲ့ဒီရေကန်နားမှာဆွေးလို့ရတယ်ဆိုပြီးတော့ကျွန်တော်လည်းဆွေးနေလိုက်တော့ပါတယ်ရေကန်နားမှာဆွေးလို့ပြီးတော့ကျွန်တော်အိမ်ကိုပဲပြန်လာခဲ့လိုက်တယ်အခုလောက်ဆိုရင်အာယုံနေလဲချိုချက်လို့ပြင်းနေတော့ပြီပေါ့နော်အာယုံတွေကိုကြည့်ရောနှစ်ခုလိုသေးရဲ့ဗျဒါပေမဲ့အာယုံ20ခုလောက်ရပြီအဲ့ဒီတော့ကျွန်တော်မှမရှိသေးရဲ့ချီးကိုအရင်လုပ်လိုက်တယ်ပေါ့နော်တကယ်လို့ချီးမှသာကျွန်တော်အတွက်အစီအပြီးမှာဗျချီးပြီးရတယ်ကျွန်တော်လာပါခဲ့ဖို့အတွက်water bucket တစ်ခုလုပ်လိုက်တယ်ရေကိုလည်းခတ်လို့ရပြီဗျအဲ့တော့ကျွန်တော်လာပါသွားယူတယ်လာပါယူအချိန်ကျွန်တော်ဘာဖြစ်ပါလဲကြည့်တော့ဗျတစားလာပါယူကျွန်တော်ချမိသွားတာအဲ့တော့မီးလောင်သွားတော်သေးလို့ဒီနောက်မှာရေကန်ရှိနေလို့မဟုတ်ရင်ကျွန်တော်တော့သွားပြီဒီဟာကောဟာတခါတည်းအဆုံးတက်သွားတော့မှာဗျအဲ့တော့ကျွန်တော်မှလာပါလဲရပြီအဲ့တော့ကျွန်တော်ဒီမှာလဲဆက်ပြီးတော့နေဖို့မလိုတော့ဘူးဗျအဲ့တော့ကျွန်တော်ရွာကိုရှာရတော့မယ်အစားအစာတွေအကုန်လုံးကြိုချက်လို့ပြီးသွားရင်တော့ကျွန်တော်
ရွာကိုရှာတော့မယ်ဘောတော့လာပါတွေရတယ်ဒါအန်ဒီညာတယ်ကျွန်တော်လူမျိုးလာပါလဲကိုမတော်တဆစိတ်ဝင်သွားတဲ့လူတွေတွေ့ဆိုရင်ပြတက်ရခတ်တယ်ဗျအဲ့တော့ကျွန်တော်အကုန်လုံးလုပ်ပေးခဲ့တယ်ပြန်တက်လို့ရအောင်အဲ့တော့ကျွန်တော်မှချီးရပြီဆိုတော့မိတုပ်အစားကျွန်တော်ချီးကိုတက်လိုက်တယ်အဲ့ဒီမိတော့ကတီးတန့်ထွက်နေရဗျခဲကျွန်တော်ကဒိုင်းကာလေးနဲ့ဆိုတော့တော်တော်လေးကိုတက်ရက်သွားပြီဘဲကောင်လာဂရုစိုက်စရာမလိုတော့ဘူးဗျဒီကောက်မှလည်းကြောက်နေစရာမလိုတော့ဘူးမိုးလဲချုပ်တော့မယ်ဆိုတော့ကျွန်တော်အဲ့ရဖို့လိုရတယ်ဒါဆိုရင်တော့ကျွန်တော် day 5ကိုရောက်ပါပြီခင်ဗျာဒီမှာလည်းလှုပ်ရှားရမရှိတော့ဘူးဆိုတော့ကျွန်တော်ရွာရှာဖို့တော့ထည့်ရအောင်မယ်အဲ့တော့ခုထဲမှာရှိရပစ္စည်းတွေကိုကျွန်တော်တိမ့်มาတော့တယ်ကျွန်တော်ဒီမှာနေခဲ့ဆိုတော့တက်တေကိုနောင်တာများသိအောင်လို့ကျွန်တော်ရဲ့မိတုပ်ကလေးကိုဒီမှာထုံးပေးခဲ့တယ်ဗျအဲ့တော့မိတုပ်ကိုမြင်ချင်အဖြစ်ဒီမှာပလေယာတယောက်နေပါရဲဆိုတော့သူသိလိမ့်မယ်ကျွန်တော်အတွက်မလိုအပ်တဲ့ပစ္စည်းတွေကိုလည်းကျွန်တော်လာပါတဲ့ကိုပြစ်ခဲ့တဲ့တခါလဲโอเคကြောက်မွေးရင်မလိုဘူးမှုလည်းမလိုဘူးကျွန်တော်အတွက်အဲ့လောက်ပါပဲပြီးရင် grass တုံးနေလည်းမလိုဘူးဗျမှုလည်းကျွန်တော်ပြစ်လိုက်တယ်ဒီလောက်ဆိုရင်တော့ခြားပြစ်စရာမရှိတော့ဘူးဗျโอเคကျွန်တော်ရဲ့ဗီဒီယိုကဒီလောက်ပါပဲဒီဗီဒီယိုဟာကျွန်တော်ရဲ့ပထမဆုံးဗီဒီယိုဖြစ်တာကြောင့်အမားတွေလည်းပါကောင်းပါနိုင်ပါတယ်ခင်ဗျပြီးရင်ဖုန်းတစ်လုံးနဲ့ပဲလောက်တာဆိုတော့ဘာသာတို့အတွက်စိတ်ကျဉ်တဲ့မှုမရှိရင်လည်းတိခံပြီးကြည့်ပြီးကြပါလို့ကျွန်တော်မေတ္တာရက်ခံပါတယ်ခင်ဗျနောက်ဗီဒီယိုမှာကျွန်တော်တို့ပြန်တွေ့ကြပါမယ်အားလုံးဘိုင်းမိုက်ပါခင်ဗျဒီဗီဒီယိုကမပြီးသေးပါဘူးနောက်ထပ်ပတ်တူးမှာကျွန်တော်ရွာကိုရှာသွားပါမယ်ခင်ဗျ